မောဝါနှစ်ခုရှိတယ်တကယ်နော်ရှေ့မောဝါရှိတယ်နောက်မောဝါရှိတယ်နော်ဟုတ်တယ်ခေထောင်းပြီးလို့ရှိရင်နောက်မောဝါပဲနော်ဒီအကြောင်းကိုတင်တော့ဘယ်လာမှာလဲဟုတ်တယ်အခုဘာကားစီးနေလဲဖတ်ပြီလားဘာဖတ်လဲဆိုလို့ရှိရင်ဒီဘွားလေးဘယ်ကားစီးနေဆိုတော့ကျွန်တော်ဘာကိတော့အဝိုင်းကိုမြင်စီးလိုက်အဲ့ရမှာ10ကားစီးလာတယ်နော်10ကားရှောက်တယ်ဒါမှမဟုတ်ဇွန်တော်ဘက်ကလာမယ်ဆိုရင်လည်းရတယ်နော်ဇွန်တော်ဈေးကိုသွားတယ်နော်အဲ့ဒီကနေမှ73ကားကိုစီးလာတယ်နော်ဟုတ်တယ်ဟိုဘာဒီမှာတက်လေးရတယ်နော်ストップ